ဒီနေ့တော့တခြားနေ့တွေနဲ့မတူတဲ့ special နေ့လေးမို့လို့အိမ်မှာပဲဆိုင်ရတာမျိုးရနိုင်မဲ့နာနက်တီးပစွန်ထမင်းကျော်လေးကျော်စားကြရအောင်အရသာကလည်းကာရီနဲ့လေးမွေ့မွေ့နဲ့တရေကြဖို့ကောင်းလုံးလို့ခုပဲလုပ်ကြည့်လိုက်ရအောင်အရင်ဆုံးနာနက်တီးတစ်လုံးကိုအလဲကနေထက်ချမ်းချမ်းပြီးအတွင်းသားလေးတွေကိုဇွန်းနဲ့ခတ်ထုတ်လိုက်ပါမယ်ဒီအခွန်လေးကိုပဲပကံအဖြစ်ပြန်သုံးမှာတော့နောက်ပြီးပစွန်ကိုလည်းအခွန်ခွာပြီးအလဲကအကျော်လေးတွေထုတ်ပေးဖို့မမေ့ပါနဲ့ပြီးရင်တော့အရသာဝင်အောင်ငရုတ်ကောင်းမှုန့်စားလေးနည်းနည်းနဲ့နေထားလိုက်အောင်မယ်အဓိကအရေးကြီးတာကဒီဆော့ပဲပဲငံပြရည်အကြီးငါးငံပြရည်ဟင်းခတ်မှုန့်ကာရီနှစ်နဲ့တကြားလေးနည်းနည်းကိုရောဆက်လိုက်မယ်ထမင်းကိုတော့ညကကြံတဲ့ထမင်းအေးလေးဆိုပိုကောင်းတယ်ကြက်ဥအနှစ်လေးနဲ့လုံးလောက်ထည့်ပြီးထမင်းနဲ့အနှက်သမအောင်နေထားလိုက်ရင်ကြော်တဲ့အခါအယောင်လေးလဲလှပြီးထမင်းစိတ်လေးတွေကတလုံးချင်းစားကောင်းနေမှာအခုဒဲအိုးထဲစီနင်းနဲ့ထည့်ပြီးပစွန်ကောင်းတွေကိုအရင်ဆုံးအစီထွက်အောင်ကြော်မယ်ဒီအစီလေးကထမင်းကြော်ကိုပိုရတာရှိစေတာပစွန်သားတွေကိုထည့်ပြီးအယောင်ပြောင်းသွားတဲ့ထိကြော်ပြီးခဏဖယ်ထားလိုက်မယ်ပြီးရင်တော့ထမင်းကိုထည့်ပြီးကြော်မယ်ဟိုအရင်ဆက်ထားတဲ့ဆော့လေးလောင်းထည့်လိုက်ရင်တော့ငွေးလာတာမှပြောမပြရအောင်ပဲနောက်ဆုံးအနေနဲ့မုံလာဦးနီပဲစိမ့်ကြော်ထားတဲ့ပစွန်နဲ့နက်နက်တီးတုံးလေးတွေထည့်ပြီးအားလုံးတမသွားအောင်မှွေပေးမယ်အပေါ်ကနေတီဟိုစေးလေးဖြူလိုက်ရင်တော့ပိုပြီးအရသာရှိသွားမှာဒါဆိုရင်တော့စားကျင်စပွဲနက်နက်တီးထမင်းကြော်လေးရပါပြီတကယ်လို့ရတာလွယ်တယ်မြန်လဲမြန်တယ်ဒီနေ့ညစာအတွက်ဒါလေးပဲဖြစ်ဖြစ်လှူစားကြည့်ဖို့တိုက်တွန်းလိုက်ပါရစေဗီဒီယိုလေးကိုသဘောကျရင် like share လုပ်ပေးဖို့မမေ့နဲ့ဦးနော်နောက်ထပ်ဘာဟင်းလျာလေးတွေတင်ပေးရမလဲဆိုတာ comment မှာပြောခဲ့ပေးပါဦး